ကျွန်တော်တို့စီမှာအခုနကျွန်တော်ပြောတဲ့ email ကိုကြိုးပြီးတော့ဆက်သွယ်ပါအဲ့နေရာမှာကျွန်တော်ကို email ပို့ပါဖြစ်ပြခဲ့တာတွေကိုရှင်းပြပေးမမလို့လည်းရေးပါကျွန်တော်အကိုလို့ဖတ်နေဒါ email လာတဲ့မြတ်ကျွန်တော်ဖတ်နေ24နာရီမဖိုက်နိုင်တော့မှကျွန်တော်အနည်းဆုံး73နာရီအထိမှ online နေမှာဖြစ်ပါတယ်ဒါနံပါတ်1ချက်ပေါ့နံပါတ်2အနေနဲ့ကတော့ဘသူမှနောက်ဆုတ်ဆရာမလိုပါဘူးเนาะဒီအာနာသိရှိကောင်စီကိုကျွန်တော်နောက်ဆုတ်ပြီးလို့မရပါဘူးသူတို့ကဘတော့အခါမှကျွန်တော်တစ်ခါနောက်ဆုတ်လိုက်ရင်ကျွန်တော်နောက်တစ်ချက်ဆုတ်ရင်သူတို့ကစိတ်တုတ်ချက်တုတ်လာမှာဖြစ်ပါတယ်နော်ဒါအာနာစီရဲ့တကဘာလုံးမှာရှိတဲ့အာနာစီတွေရဲ့အကြည့်စာရိတ္တပါဒါကြောင့်မလို့ကျွန်တော်ပြည်သူလူထုကအားလုံးနားလည်ဖို့ကတော့ကျွန်တော်တို့ကနောက်တစ်ချက်တစ်လက်မှနောက်ဆုတ်ရင်သူတို့ကငါးလက်မှစိတ်လာတူးလိမ့်မယ်ဒါကြောင့်မလို့ဒါတွေမဖြစ်အောင်ပြည်သူလူထုကလည်းနော်ရဲချင်းဒီဇိုင်းမှကျွန်တော်အတူတကွရည်တည်ကြပါစို့ကျွန်တော်အားလုံးဒီ Z generation တွေပါကျွန်တော်အားလုံးဒီ CDM movement လုပ်နေတဲ့သူတွေပါကျွန်တော်အားလုံးဒီပြည်သူလူထုတွေပါကျွန်တော်အားလုံးဒီနော်ဒီမတမာမှုစီအာနာစီအောက်မှာမနေချီတော့တဲ့လူတွေပါကျွန်တော်အားလုံးဒီမိုကရေစီကိုလိုချီတဲ့လူတွေပါကျွန်တော်အားလုံးဒီ2010ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖြတ်ပြီးတော့အမိပြအောင်ဖြတ်ပြီးတော့ကျွန်တော်ပြည်သူလူထုရဲ့အကျိုးကိုကြည့်တဲ့ဖွဲ့စည်းပုံပေါ်လာဖို့ရအတွက်တောင်းတတဲ့လူတွေပါကျွန်တော်အားလုံးဒီတရားမျှတမှုကိုလိုချင်တဲ့လူတွေပါကျွန်တော်အားလုံးဒီ equal opportunity ကိုလိုချင်တာပါကျွန်တော်အားလုံးဒီ federal ကိုလိုချင်နေတဲ့လူတွေပါကျွန်တော်အားလုံးဒီ democracy စနစ်ဖြစ်ပေါ်လာရေးအတွက်လှုပ်ရှားနေတဲ့လူတွေပါဒါကြောင့်မလို့ဒါဒီကျွန်တော်ရဲ့စာမျက်နှာဖြစ်တယ်အဲ့ဒီကျွန်တော်တို့ရဲ့စာမျက်နှာကိုလုံးဝမျက်ခြေမပြတ်ဖို့တော့အရေးကြီးပါတယ်ကျွန်တော်ဘာကြောင့်စာသားပြနေရတယ်လဲကျွန်တော်ဘာကြောင့်ဒီ movement ကိုလုပ်နေရတယ်လဲဆိုပြီးအခုနလိုပေါ့ကျွန်တော်ဒီ democracy ကိုလိုလားချင်တယ်ဒီမိုကရေစီတွေကျွန်တော်တို့အတွက်တာမကဘူးတန်းစီမိဆက်လာမဲ့ generation အားလုံးအတွက်ဖြစ်တယ်နော် federal တွေကျွန်တော် generation တခုအတွက်မဟုတ်ဘူးနော်ဒီ EG တွေပေါက်ပေတွေပိုက်စာတွေအာနာတွေရာထုတွေကတော့နော်ကျွန်တော်တို့ခိတ်ကိုရီတို့ဂုံသွားလိမ့်မယ်နော်ဒါပေမဲ့ဒီမိုကရေစီစနစ်တွေကျွန်တော်ခိတ်မှာရပြီဆိုရင်ကျွန်တော်နောက်အနှစ်တရာ200မှာလဲဒီခိတ်ကြီးကဖြစ်နေတော့မှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်လှုပ်ရှားမှုတွေတမိုင်းဝီလှုပ်ရှားမှုဖြစ်တယ်ဒီတမိုင်းဝီလှုပ်ရှားမှုကိုလောဝမျက်ချမပြတ်လောဝလက်မလျှော့နောက်မဆုတ်ပဲနဲ့ပြည်သူလူထုကြီးဟာလဲစိတ်ကိုချစ်တတ်ပါလို့ကျွန်တော်အားလုံးကိုပြောချင်ပါတယ်အရေးတော်ပုံအောင်ရမည်အရေးတော်ပုံအောင်ရမည်ပြီးတော့နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်ကုလသမဂ္ဂမှာပြည်သူလူထုကိုစားနဲ့တွားနေတာပါကျွန်တော်စီကောင်စီနဲ့လောဝမပါတဲ့ပါဘူးသူတို့အကူစားတစ်ခုမှပြုချရလဲမလိုပါမရှိပါဘူးကျွန်တော်ကပြည်သူလူထုရဲ့အတန်ကိုကဘာကြားအောင်ပြောပါမယ်ပြည်သူလူထုအတွက်ကိုကျွန်တော်ရဲ့နောက်ဆုံးအသက်ရှူတဲ့အထိပြည်သူလူထုအတွက်ကိုကျွန်တော်ရတည်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အတွက်ကိုလည်းဆုတောင်းပေးပါကျွန်တော်လည်းနေ့တိုင်းညတိုင်းပြည်သူလူထုအတွက်ကိုကျွန်တော်ဆုတောင်းပေးလျက်ဖြစ်ပါတယ်ပြီးတော့လည်းအမေတော်အောင်ဆန်းစုကြည်လည်းအများဆုံးလွတ်မြောက်လာပါစေလို့ကျွန်တော်တို့ကဆုတောင်းပေးနေတယ်လို့တစ်ဖက်ကဆိုရင်လည်းကျွန်တော်တို့ဒီနော်ဖာစစ်ခါထားရတဲ့အားလုံးနဲ့အခုကျွန်တော်တို့ရဲ့သမ္မတကြီးဦးဝင်းမြင့်လည်းအများဆုံးလွတ်မြောက်လာပြီးတော့ကျွန်တော်တို့ဒီနိုင်ငံရေးအရာစပွဲပေါ်မှာအားလုံးတူကွာထိုင်ပြီးတော့ပြဆွေးနွေးနိုင်တဲ့ရက်တွေဟာလည်းမကြခင်မှာရောက်လာပါစေလို့လည်းကျွန်တော်ဆုတောင်းလိုက်ပါတယ်ပြောလဲဒီစစ်ကောင်စီဖက်မှာလည်းပြတုတပါခင်ဗျားတို့လုံနေတဲ့ဥစ္စာတွေကိုပြကြည့်ပါဒါဒီနိုင်ငံကိုပျက်စီးစေတဲ့ဥစ္စာဖြစ်တယ်ခင်ဗျားတို့အမြဲတမ်းပြောတာကတော့နိုင်ငံတော်လူချိုရေးနိုင်ငံတော်ကာကွယ်တရားဥပဒေစိုးမိုးပါညာပြောနေတယ်အခုကတရားဥပဒေစိုးမိုးရေးကိုခင်ဗျားတို့ဖျက်ဆီးနေတယ်ဆိုတော့ကျွန်တော်ဟာအခုဆိုရင်တော့ဒီတိုင်းဆက်သွားပြီးတော့ရှောက်မယ်ဆိုရင်เนาะမြန်မာနိုင်ငံကြီးဆိုတာဟာတော့ဒီကျွန်တော်တို့ပျက်စီးသွားပါလိမ့်မယ်เนาะဒီမချခင်မှာပျက်စီးသွားနိုင်တဲ့အနေအထားရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ကြာမာရေးစနစ်ဟာလည်းเนาะကျသွားမယ်ကျွန်တော်တို့ပညာရေးကျသွားမယ်စီးပွားရေးကျသွားမယ်နောက်ဆုံးကျရင်တော့ကျွန်တော်တို့ဟာပြောလို့မရတော့တဲ့ဒီတကယ်နောက်ဆုံးလို့မရတော့တဲ့တကယ်လူတားမှုကြီးလူသိမ်းမှုကြီးနဲ့ဒီเนาะတကယ်အကြမ်းဖက်မှုကြီးကမဖြစ်လာဘူးလို့ဘယ်သူမှပြောလို့မရပါဘူးဒါကြောင့်မလို့ဒီလိုအခြေဟုတ်ကဲ့ပါဆရာအနေနဲ့ CRPH ရဲ့ကုလသမဂ္ဂအထူးတန်တမန်တယောက်အနေနဲ့ပေါ့လေမြန်မာပြည်သူလူထုကိုဗာများမေတ္တာရက်ခံတာဖြစ်ဖြစ်မှာကြားချင်တာဖြစ်ဖြစ်ပေါ့နော်ပြောချင်တာရှိပါလေဗျပထမကတော့ကျွန်တော်ဒီမြန်မာပြည်သူလူထုရဲ့ကိုယ်စားလှယ်ပါကျွန်တော်ဒီမြန်မာပြည်သူလူထုရဲ့အစင်ခါပါဆိုတော့ကျွန်တော်ကိုအတူပြုပါ
နော်ကျွန်တော်စီကိုလည်းနော်ခင်ဗျားတို့ဖြစ်မှာဖြစ်ပြနေတဲ့အကြဖက်မှုတွေရှိလာခဲ့ရင် email နဲ့ဆက်သွယ်ပါနော်ကျွန်တော် email ကိုလည်းကျွန်တော်ပြောထားမယ်ဒေါက်တာဆာဆာငါနှစ်ငါလုံးနော်နှစ်ငါလုံး2222 @gmail.com နော်ကျွန်တော်ပြပြောပါမယ်ဒေါက်တာဆာဆာနော်နှစ်ငါလုံးရေးလိုက်ပြီးမှ @gmail.com အဲ့နေရာမှာဆက်သွယ်ပြီးတော့လေနော်ခင်ဗျားတို့မှာဖြစ်နေတဲ့ပြည်သူလူထုမှာအကြဖက်မှုဖြစ်နေတဲ့ဥစ္စာကိုခင်ဗျားတို့ကိုယ်တိုင်မရေးနိုင်ရင်တောင်မှရေးနိုင်တဲ့လူကိုဆက်သွယ်ပြီးတော့နော်အနေနာမှာရှိတဲ့အကူအညီတောက်ပါခင်ဗျားတို့မှာဖြစ်တဲ့အကြဖက်မှုကိုနော်ဒီကျွန်တော်တို့ကိုအကြဖက်မှုနဲ့ကာကွယ်မဲ့ပုံကူတွေကအခုဆိုတော့ကျွန်တော်တို့ကိုအကြဖက်နေပြီနော်ဒီမတမာမှုကနေပြီးတော့ကျွန်တော်တို့ကိုနော်တခိုးဓမြတွေကနေပြီးတော့ကာကွယ်မဲ့ပုံကူတွေကကျွန်တော်တို့ကိုနော်ညမှာတခိုးဓမြလို့လာပြီးတော့လာဖတ်နေရတဲ့အချိန်ကိုရောက်နေပြီဒါကြောင့်မလို့အဲ့ဒါတွေကိုလိုရမဖြစ်တော့အောင်ကျွန်တော်တို့စီမှာအခုနကျွန်တော်ပြောတဲ့ email ကိုကြိုးပြီးတော့ဆက်သွယ်ပါအဲ့နေရာမှာကျွန်တော်ကို email ပို့ပါဖြစ်ပြခဲ့တာတွေကိုစီပြပေးဘာမှလို့လဲရေးပါကျွန်တော်အကိုလို့ဖတ်နေဒါ email လာတဲ့မြတ်ကျွန်တော်ဖတ်နေ24နာရီမဖိုက်နိုင်တော့မှကျွန်တော်အနည်းဆုံး73နာရီအထိမှ online နေမှာဖြစ်ပါတယ်ဒါနံပါတ်1ချက်ပေါ့နံပါတ်2အနေနဲ့ကတော့ဘသူမှနောက်ဆုတ်ဆရာမလိုပါဘူးเนาะဒီအာနာသိရှိကောင်စီကိုကျွန်တော်နောက်ဆုတ်ပြီးလို့မရပါဘူးသူတို့ကဘတော့ခါမှကျွန်တော်တစ်ခါနောက်ဆုတ်လိုက်ရင်ကျွန်တော်နောက်တစ်ချက်ဆုတ်ရင်သူတို့ကစိတ်တုတ်ချက်တုတ်လာမှာဖြစ်ပါတယ်နော်ဒါအာနာစီရဲ့တကဘာလုံးမှာရှိတဲ့အာနာစီတွေရဲ့အကြည့်စာရိတ္တပါဒါကြောင့်မလို့ကျွန်တော်ပြည်သူလူထုကအားလုံးနားလည်ဖို့ကတော့ကျွန်တော်တို့ကနောက်တစ်ချက်တလက်မှနောက်ဆုတ်ရင်သူတို့ကငါလက်မှစိတ်လာတူးလိမ့်မယ်ဒါကြောင့်မလို့ဒါတွေမဖြစ်အောင်ပြည်သူလူထုကလည်းနော်ရဲဒီဇိုင်းမှကျွန်တော်အတူတကွရည်တည်ကြပါစို့ကျွန်တော်အားလုံးဒီ Z generation တွေပါကျွန်တော်အားလုံးဒီ CDM movement လုပ်နေတဲ့သူတွေပါကျွန်တော်အားလုံးဒီပြည်သူလူထုတွေပါကျွန်တော်အားလုံးဒီနော်ဒီမတမာမှုစီအာနာစီအောက်မှာမနေချီတော့တဲ့လူတွေပါကျွန်တော်အားလုံးဒီဒီမိုကရေစီကိုလိုချီတဲ့လူတွေပါကျွန်တော်အားလုံးဒီ2000ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖြတ်ပြီးတော့အမိပြအောင်ဖြတ်ပြီးတော့ကျွန်တော်ပြည်သူလူထုရဲ့အကျိုးကိုကြည့်တဲ့ဖွဲ့စည်းပုံပေါ်လာဖို့ရအတွက်တောင်းတတဲ့လူတွေပါကျွန်တော်အားလုံးဒီတရားမျှတမှုကိုလိုချင်တဲ့လူတွေပါကျွန်တော်အားလုံးဒီ equal opportunity ကိုလိုချင်တာပါကျွန်တော်အားလုံးဒီ federal ကိုလိုချင်နေတဲ့လူတွေပါကျွန်တော်အားလုံးဒီ democracy စနစ်ဖြစ်ပေါ်လာရေးအတွက်လှုပ်ရှားနေတဲ့လူတွေပါဒါကြောင့်မလို့ဒါဒီကျွန်တော်ရဲ့စာမျက်နှာဖြစ်တယ်အဲ့ဒီကျွန်တော်တို့ရဲ့စာမျက်နှာကိုလုံးဝမျက်ခြေမပြတ်ဖို့တော့အရေးကြီးပါတယ်ကျွန်တော်ဘာကြောင့်စာသားပြနေရတယ်လဲကျွန်တော်ဘာကြောင့်ဒီ movement ကိုလုပ်နေရတယ်လဲဆိုပြီးအခုနလိုပေါ့ကျွန်တော်ဒီ democracy ကိုလိုလားချင်တယ်ဒီမိုကရေစီတွေကျွန်တော်တို့အတွက်တာမကဘူးတန်းစီမိဆက်လာမဲ့ generation အားလုံးအတွက်ဖြစ်တယ်နော် federal တွေကျွန်တော် generation တခုအတွက်မဟုတ်ဘူးနော်ဒီ EG တွေပေါက်ပေတွေပိုက်စာတွေအာနာတွေရာထုတွေကတော့နော်ကျွန်တော်တို့ခိတ်ကိုရီတို့ဂုံသွားလိမ့်မယ်နော်ဒါပေမဲ့ဒီမိုကရေစီစနစ်တွေကျွန်တော်ခိတ်မှာရပြီဆိုရင်ကျွန်တော်နောက်အနှစ်တရာ200မှာလဲဒီခိတ်ကြီးကဖြစ်နေတော့မှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်လှုပ်ရှားမှုတွေတမိုင်းဝီလှုပ်ရှားမှုဖြစ်တယ်ဒီတမိုင်းဝီလှုပ်ရှားမှုကိုလောဝမျက်ချမပြတ်လောဝလက်မလျှော့နောက်မဆုတ်ပဲနဲ့ပြည်သူလူထုကြီးဟာလဲစိတ်ကိုချစ်တတ်ပါလို့ကျွန်တော်အားလုံးကိုပြောချင်ပါတယ်အရေးတော်ပုံအောင်ရမည်အရေးတော်ပုံအောင်ရမည်ပြီးတော့နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်ကုလသမဂ္ဂမှာပြည်သူလူထုကိုစားနဲ့တွားနေတာပါကျွန်တော်စီကောင်စီနဲ့လောဝမပါတဲ့ပါဘူးသူတို့အကူစားတစ်ခုမှပြုချလဲမလိုပါမရှိပါဘူးကျွန်တော်ကပြည်သူလူထုရဲ့အတန်ကိုကဘာချအောင်ပြောပါမယ်ပြည်သူလူထုအတွက်ကိုကျွန်တော်ရဲ့နောက်ဆုံးအသက်ရှူတဲ့အထိပြည်သူလူထုအတွက်ကိုကျွန်တော်ရတည်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အတွက်ကိုလည်းဆုတောင်းပေးပါကျွန်တော်လည်းနေ့တိုင်းညတိုင်းပြည်သူလူထုအတွက်ကိုကျွန်တော်ဆုတောင်းပေးလျက်ဖြစ်ပါတယ်ပြီးတော့လည်းအမေတော်အောင်ဆန်းစုကြည်လည်းအများဆုံးလွတ်မြောက်လာပါစေလို့ကျွန်တော်တို့ကဆုတောင်းပေးနေတယ်လို့တစ်ဖက်ကဆိုရင်လည်းကျွန်တော်တို့ဒီနော်ဖာစိခထားရတဲ့အားလုံးနဲ့အခုကျွန်တော်တို့ရဲ့သမရကြီးဦးဝင်းမြင့်လည်းအများဆုံးလွတ်မြောက်လာပြီးတော့ကျွန်တော်တို့ဒီနိုင်ငံရေးအရာစပွဲပေါ်မှာအားလုံးတူကွာထိုင်ပြီးတော့ပြဆွေးနွေးနိုင်တဲ့ရက်တွေဟာလည်းမကြခင်မှာရောက်လာပါစေလို့လည်းကျွန်တော်ဆုတောင်းလိုက်ပါတယ်ပြီးတော့လည်းဒီစစ်ကောင်စီဖက်မှာလည်းပြတုတပါခင်ဗျားတို့လုပ်နေတဲ့ဥစ္စာတွေကိုပြကြည့်ပါဒါဒီနိုင်ငံကိုပျက်စီးစေတဲ့ဥစ္စာဖြစ်တယ်။ညာတို့အမြဲတမ်းပြောတာကတော့နိုင်ငံတော်လူချိုရေးနိုင်ငံတော်ကာကွယ်တရားဥပဒေစိုးမိုးပါညာပြောနေတယ်အခုကတရားဥပဒေစိုးမိုးရေးကိုတည်းခင်ဗျားတို့ဖျက်ဆီးနေတယ်
ဆိုတော့ကျွန်တော်ဟာအခုဆိုရင်တော့ဒီတိုင်းဆက်သွားပြီးတော့ရှောက်မယ်ဆိုရင်เนาะမြန်မာနိုင်ငံကြီးဆိုတာဟာတော့ဒီကျွန်တော်တို့ပျက်စီးသွားပါလိမ့်မယ်เนาะဒီမကြာခင်မှာပျက်စီးသွားနိုင်တဲ့အနေအထားရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ကြာမာရေးစနစ်ဟာလည်းเนาะကျသွားမယ်ကျွန်တော်တို့ပညာရေးကျသွားမယ်စီးပွားရေးကျသွားမယ်နောက်ဆုံးကျရင်တော့ကျွန်တော်တို့ဟာပြောလို့မရတော့တဲ့ဒီတကယ်နောက်ဆုံးလို့မရတော့တဲ့တကယ်လူတားမှုကြီးလူသိမ်းမှုကြီးနဲ့ဒီเนาะတကယ်အကြမ်းဖက်မှုကြီးကမဖြစ်လာဘူးလို့ဘယ်သူမှပြောလို့မရပါဘူးဒါကြောင့်မလို့ဒီလိုအခြေအနေတွေခလေးကြမှာလေကားထောင်မဖြစ်အောင်သူရဲ့အစင်ခါပါဆိုတော့ကျွန်တော်ကိုအတူပြုပါเนาะကျွန်တော်စီကိုလည်းเนาะခင်ဗျားတို့ဖြစ်မှာဖြစ်ပြနေတဲ့အကြမ်းဖက်မှုတွေရှိလာခဲ့ရင်အီးမေးလ်နဲ့ဆက်သွယ်ပါเนาะကျွန်တော်အီးမေးလ်ကိုလည်းကျွန်တော်ပြောထားမယ်ဒေါက်တာဆာဆာနှစ်ငါလုံးเนาะနှစ်ငါလုံး2222 @gmail.com เนาะကျွန်တော်ပြပြောပါမယ်ဒေါက်တာဆာဆာเนาะနှစ်ငါလုံးရေးလိုက်ပြီးမှ @gmail.com အဲ့နေရာမှာဆက်သွယ်ပြီးတော့လေเนาะခင်ဗျားတို့မှာဖြစ်နေတဲ့ပြည်သူလူထုမှာအကြမ်းဖက်မှုဖြစ်နေတဲ့ဥစ္စာကိုခင်ဗျားတို့ကိုယ်တိုင်မရေးနိုင်ရင်တောင်မှရေးနိုင်တဲ့လူကိုဆက်သွယ်ပြီးတော့เนาะအနေနာမှာရှိတဲ့အကူအညီတောက်ပါခင်ဗျားတို့မှာဖြစ်တဲ့အကြမ်းဖက်မှုကိုเนาะဒီကျွန်တော်တို့ကိုအကြမ်းဖက်မှုအားနဲ့ကာကွယ်မဲ့ပုဂ္ဂိုလ်တွေကအခုဆိုရင်တော့ကျွန်တော်တို့ကိုအကြမ်းဖက်နေပြီเนาะဒီမတမာမှုကနေပြီးတော့ကျွန်တော်တို့ကိုเนาะတခိုးဓမြတွေကနေပြီးတော့ကာကွယ်မဲ့ပုဂ္ဂိုလ်တွေကကျွန်တော်တို့ကိုเนาะညမှာတခိုးဓမြလို့လာပြီးတော့လာဖတ်နေရတဲ့အချိန်ကိုရောက်နေပြီဒါကြောင့်မလို့အဲ့ဒါဒီကိုလိုရမဖြစ်တော့အောင်ကျွန်တော်တို့စီမှာအခုနကျွန်တော်ပြောတဲ့ email ကိုကြိုးပြီးတော့ဆက်သွယ်ပါအဲ့နေရာမှာကျွန်တော်ကို email ပို့ပါဖြစ်ပြခဲ့တာတွေကိုရှင်းပြပေးမမလို့လည်းရေးပါကျွန်တော်အကိုလို့ဖတ်နေဒါ email လာတဲ့မြတ်ကျွန်တော်ဖတ်နေ24နာရီမဖိုင်နိုင်တော့မှကျွန်တော်အနည်းဆုံး73နာရီအထိမှ online နေမှာဖြစ်ပါတယ်ဒါနံပါတ်1အချက်ပေါ့နံပါတ်2အနေနဲ့ကတော့ဘသူမှနောက်ဆုတ်ဆရာမလိုပါဘူးเนาะဒီအာနာသိရှိကောင်စီကိုကျွန်တော်နောက်ဆုတ်ပြီးလို့မရပါဘူးသူတို့ကဘတော့ခါမှကျွန်တော်တခါနောက်ဆုတ်လိုက်ရင်ကျွန်တော်နောက်တစ်ချက်ဆုတ်ရင်သူတို့ကစိတ်3ချက်တိုးလာမှာဖြစ်ပါတယ်နော်ဒါအာနာစီရဲ့တကဘာလုံးမှာရှိတဲ့အာနာစီတွေရဲ့အကြည့်စာရိတ္တပါဒါကြောင့်မလို့ကျွန်တော်ပြည်သူလူထုကအားလုံးနားလည်ဖို့ကတော့ကျွန်တော်တို့ကနောက်တစ်ချက်တလက်မှနောက်ဆုတ်ရင်သူတို့ကငါလက်မှစိတ်လာတိုးလိမ့်မယ်ဒါကြောင့်မလို့ဒါတွေမဖြစ်အောင်ပြည်သူလူထုကလည်းနော်ရဲဒီဇိုင်းမှကျွန်တော်အတူတကွရည်တည်ကြပါစို့ကျွန်တော်အားလုံးဒီ Z generation တွေပါကျွန်တော်အားလုံးဒီ CDM movement လုပ်နေတဲ့သူတွေပါကျွန်တော်အားလုံးဒီပြည်သူလူထုတွေပါကျွန်တော်အားလုံးဒီနော်ဒီမတမာမှုစီအာနာစီအောက်မှာမနေချီတော့တဲ့လူတွေပါကျွန်တော်အားလုံးဒီမိုကရေစီကိုလိုချီတဲ့လူတွေပါကျွန်တော်အားလုံးဒီ2000ဖွဲ့စည်းပုံခြေခေါက်ပဒေကိုဖြတ်ပြီးတော့အမိပြအောင်ဖြတ်ပြီးတော့ကျွန်တော်ပြည်သူလူထုရဲ့အကျိုးကိုကြည့်တဲ့ဖွဲ့စည်းပုံပေါ်လာဖို့ရအတွက်တောင်းတတဲ့လူတွေပါကျွန်တော်အားလုံးဒီတရားမျှတမှုကိုလိုချင်တဲ့လူတွေပါကျွန်တော်အားလုံးဒီ equal opportunity ကိုလိုချင်တာပါကျွန်တော်အားလုံးဒီ federal ကိုလိုချင်နေတဲ့လူတွေပါကျွန်တော်အားလုံးဒီ democracy စနစ်ဖြစ်ပေါ်လာရေးအတွက်လှုပ်ရှားနေတဲ့လူတွေပါဒါကြောင့်မလို့ဒါဒီကျွန်တော်ရဲ့စာမျက်နှာဖြစ်တယ်အဲ့ဒီကျွန်တော်တို့ရဲ့စာမျက်နှာကိုလုံးဝမျက်ခြေမပြတ်ဖို့တော့အရေးကြီးပါတယ်ကျွန်တော်ဘာကြောင့်စာသားပြနေရတယ်လဲကျွန်တော်ဘာကြောင့်ဒီ movement ကိုလုပ်နေရတယ်လဲဆိုပြီးအခုနလိုပေါ့ကျွန်တော်ဒီ democracy ကိုလိုလားချင်တယ် democracy တွေကျွန်တော်တို့အတွက်တာမကဘူးတန်းစီမစ်ဆက်လာမဲ့ generation အားလုံးအတွက်ဖြစ်တယ်နော် federal တွေကျွန်တော် generation တခုအတွက်မဟုတ်ဘူးနော်ဒီ EG တွေပေါက်ပေတွေပိုက်စာတွေအာဏာတွေရာထုတွေကတော့နော်ကျွန်တော်တို့ခိတ်ကိုရတော့ဂုံသွားလိမ့်မယ်နော်ဒါပေမဲ့ democracy စနစ်တွေကျွန်တော်ခိတ်မှာရပြီဆိုရင်ကျွန်တော်နောက်အနှစ်တရာ200မှာလဲဒီခေတ်ကြီးကဖြစ်နေတော့မှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်လှုပ်ရှားမှုတွေတမိုင်းဝီလှုပ်ရှားမှုဖြစ်တယ်ဒီတမိုင်းဝီလှုပ်ရှားမှုကိုလောဝမျက်ချင်မပြတ်လောဝလက်မလျှော့နောက်မဆုတ်ပဲနဲ့ပြည်သူလူထုကြီးဟာလဲစိတ်ကိုချစ်တတ်ပါလို့ကျွန်တော်အားလုံးကိုပြောချင်ပါတယ်အရေးတော့ပုံအောင်ရမည်အရေးတော့ပုံအောင်ရမည်ပြီးတော့နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်ကုလသမဂ္ဂမှာပြည်သူလူထုကိုစားနဲ့တွားနေတာပါကျွန်တော်စီကောင်စီနဲ့လောဝမပါတဲ့ပါဘူးသူတို့အကူစားတစ်ခုမှပြုတ်ချလဲမလိုပါမရှိပါဘူးကျွန်တော်ကပြည်သူလူထုရဲ့အတန်ကိုကဘာချအောင်ပြောပါမယ်ပြည်သူလူထုအတွက်ကိုကျွန်တော်ရဲ့နောက်ဆုံးအသက်ရှူတဲ့အထိပြည်သူလူထုအတွက်ကိုကျွန်တော်ရတည်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အတွက်ကိုလည်းဆုတောင်းပေးပါကျွန်တော်လည်းနေ့တိုင်းညတိုင်းပြည်သူလူထုအတွက်ကိုကျွန်တော်ဆုတောင်းပေးလျက်ဖြစ်ပါတယ်ပြီးတော့လည်းအမေတော်အောင်ဆန်းစုကြည်လည်းအများဆုံး
လွတ်မြောက်လာပါစေလို့ကျွန်တော်တို့ကဆုတောင်းပေးနေတယ်လို့တစ်ဖက်ကဆိုရင်လည်းကျွန်တော်တို့ဒီနော်ဖာစိခါထားရတဲ့အားလုံးနဲ့အခုကျွန်တော်တို့ရဲ့သမရကြီးဦးဝင်းမြင့်လည်းအများဆုံးလွတ်မြောက်လာပြီးတော့ကျွန်တော်တို့ဒီနိုင်ငံကြီးအရာစပွဲပေါ်မှာအားလုံးတူတူကွာထိုင်ပြီးတော့ပြဆွေးနွေးနိုင်တဲ့ရက်တွေဟာလည်းမကြခင်မှာရောက်လာပါစေလို့လည်းကျွန်တော်ဆုတောင်းလိုက်ပါတယ်ပြောလဲဒီစီကောင်စီဖက်မှာလည်းပြတုတပါခင်ဗျားတို့လုံနေတဲ့ဥစ္စာတွေကိုပြကြည့်ပါဒါဒီနိုင်ငံကိုပျက်စီးစေတဲ့ဥစ္စာဖြစ်တယ်။ဒါတို့အမြဲတမ်းပြောတာကတော့နိုင်ငံတော်လူချိုရေးနိုင်ငံတော်ကာကွယ်တရားဥပဒေစိုးမိုးပါညာပြောနေတယ်အခုကတရားဥပဒေစိုးမိုးရေးကိုတည်းခင်ဗျားတို့ဖျက်ဆီးနေတယ်။ဆိုတော့ကျွန်တော်တို့ဟာအခုဆိုရင်တော့ဒီတိုင်းဆက်သွားပြီးတော့ရှောက်မယ်ဆိုရင်နော်မြန်မာနိုင်ငံကြီးဆိုတာဟာတော့ဒီကျွန်တော်တို့ပျက်စီးသွားပါလိမ့်မယ်နော်ဒီမချခင်မှာပျက်စီးသွားနိုင်တဲ့အနေအထားရှိတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ကျမရေးစနစ်ဟာလည်းနော်ကျသွားမယ်ကျွန်တော်တို့ပညာရေးကျသွားမယ်စီးပွားရေးကျသွားမယ်နောက်ဆုံးကျရတော့ကျွန်တော်တို့ဟာပြောလို့မရတော့တဲ့ဒီတကယ်နောက်ဆုံးလို့မရတော့တဲ့တကယ်လူတားမှုကြီးလူသိမ်းမှုကြီးနဲ့ဒီနော်တကယ်အကြဖက်မှုကြီးကမဖြစ်လာဘူးလို့ဘယ်သူမှပြောလို့မရပါဘူးဒါကြောင့်မလို့ဒီလိုအခြေအနေတွေခလေးကြမှာလေကားထောင်မဖြစ်အောင်အခုအခြေရှိခိုင်းမှာအားလုံးကနော်ပူပေါင်းဆောင်ရွက်ပြီးတော့လေစီကောင်စီတွေအားလုံးလည်းနောက်ဆုတ်ပါနော်စိတ်ကိုလာပြီးတော့ကျွန်တော်တို့နောက်ဆုတ်ပြီးတော့ကျွန်တော်အလယ်မှာတွေ့ရအောင်ပြည်သူလူထုဘက်ကလုံးဝဒီစီအာနာစီကိုတော့နော်ရှိနေတဲ့ရွေးကျွန်တော်စီကိုလည်းနော်ခင်ဗျားတို့ဖြစ်မှာဖြစ်ပြနေတဲ့အကြဖက်မှုတွေရှိလာခဲ့ရင်အီးမေးလ်နဲ့ဆက်သွယ်ပါနော်ကျွန်တော်အီးမေးလ်ကိုလည်းကျွန်တော်ပြောထားမယ်ဒေါက်တာဆာဆာငါလုံးနော်ငါလုံး2222 @gmail.com နော်ကျွန်တော်ပြပြောပါမယ်ဒေါက်တာဆာဆာနော်ငါလုံးရေးလိုက်ပြီးမှ @gmail.com အဲ့နေရာမှာဆက်သွယ်ပြီးတော့လေနော်ခင်ဗျားတို့မှာဖြစ်နေတဲ့ပြည်သူလူထုမှာအကြဖက်မှုဖြစ်နေတဲ့ဥစ္စာကိုခင်ဗျားတို့ကိုယ်တိုင်မရေးနိုင်ရင်တောင်မှရေးနိုင်တဲ့လူကိုဆက်သွယ်ပြီးတော့နော်အနေနာမှာရှိတဲ့အကူအညီတောက်ပါခင်ဗျားတို့မှာဖြစ်တဲ့အကြဖက်မှုကိုနော်ဒီကျွန်တော်တို့ကိုအကြဖက်မှုအားနဲ့ကာကွယ်မဲ့ပုဂ္ဂိုလ်တွေကအခုဆိုရင်တော့ကျွန်တော်တို့ကိုအကြဖက်နေပြီနော်ဒီမတမာမှုကနေပြီးတော့ကျွန်တော်တို့ကိုနော်တခိုးဓမြတွေကနေပြီးတော့ကာကွယ်မဲ့ပုဂ္ဂိုလ်တွေကကျွန်တော်တို့ကိုနော်ညမှာတခိုးဓမြလို့လာပြီးတော့လာဖတ်နေရတဲ့အခြေကိုရောက်နေပြီဒါကြောင့်မလို့အဲ့ဒါတွေကိုလိုရမဖြစ်တော့အောင်ကျွန်တော်တို့စီမှာအခုနကျွန်တော်ပြောတဲ့ email ကိုကြိုးပြီးတော့ဆက်သွယ်ပါအဲ့နေရာမှာကျွန်တော်ကို email ပို့ပါဖြစ်ပြခဲ့တာတွေကိုစီပြပေးဗမာလိုလည်းရေးပါကျွန်တော်အကိုလို့ဖတ်နေဒါ email လာတဲ့မြတ်ကျွန်တော်ဖတ်နေ24နာရီမဖိုက်နိုင်တော့မှကျွန်တော်အနည်းဆုံး73နာရီအထိမှ online နေမှာဖြစ်ပါတယ်ဒါနံပါတ်1ချက်ပေါ့နံပါတ်2အနေနဲ့ကတော့ဘသူမှနောက်ဆုတ်ဆရာမလိုပါဘူးเนาะဒီအာနာသိရှိကောင်စီကိုကျွန်တော်နောက်ဆုတ်ပြီးလို့မရပါဘူးသူတို့ကဘတော့ခါမှကျွန်တော်တခါနောက်ဆုတ်လိုက်ရင်ကျွန်တော်နောက်တစ်ချက်ဆုတ်ရင်သူတို့ကစိတ်တုတ်ချက်တုတ်လာမှာဖြစ်ပါတယ်နော်ဒါအာနာစီရဲ့တကဘာလုံးမှာရှိတဲ့အာနာစီတွေရဲ့အကြည့်စာရိတ္တပါဒါကြောင့်မလို့ကျွန်တော်ပြည်သူလူထုကအားလုံးနားလည်ဖို့ကတော့ကျွန်တော်တို့ကနောက်တစ်ချက်တလက်မှနောက်ဆုတ်ရင်သူတို့ကငါလက်မှစိတ်လာတူးလိမ့်မယ်ဒါကြောင့်မလို့ဒါတွေမဖြစ်အောင်ပြည်သူလူထုကလည်းနော်ရဲဒီဇိုင်းမှကျွန်တော်အတူတကွရည်တည်ကြပါစို့ကျွန်တော်အားလုံးဒီ Z generation တွေပါကျွန်တော်အားလုံးဒီ CDM movement လုပ်နေတဲ့သူတွေပါကျွန်တော်အားလုံးဒီပြည်သူလူထုတွေပါကျွန်တော်အားလုံးဒီနော်ဒီမတမာမှုစီအာနာစီအောက်မှာမနေချီတော့တဲ့လူတွေပါကျွန်တော်အားလုံးဒီမိုကရေစီကိုလိုချီတဲ့လူတွေပါကျွန်တော်အားလုံးဒီ2010ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖြတ်ပြီးတော့အမိပြအောင်ဖြတ်ပြီးတော့ကျွန်တော်ပြည်သူလူထုရဲ့အကျိုးကိုကြည့်တဲ့ဖွဲ့စည်းပုံပေါ်လာဖို့ရအတွက်တောင်းတတဲ့လူတွေပါကျွန်တော်အားလုံးဒီတရားမျှတမှုကိုလိုချင်တဲ့လူတွေပါကျွန်တော်အားလုံးဒီ equal opportunity ကိုလိုချင်တာပါကျွန်တော်အားလုံးဒီ federal ကိုလိုချင်နေတဲ့လူတွေပါကျွန်တော်အားလုံးဒီ democracy စနစ်ဖြစ်ပေါ်လာရေးအတွက်လှုပ်ရှားနေတဲ့လူတွေပါဒါကြောင့်မလို့ဒါဒီကျွန်တော်ရဲ့စာမျက်နှာဖြစ်တယ်အဲ့ဒီကျွန်တော်တို့ရဲ့စာမျက်နှာကိုလုံးဝမျက်ခြေမပြတ်ဖို့တော့အရေးကြီးပါတယ်ကျွန်တော်ဘာကြောင့်စာတာပြနေရတယ်လဲကျွန်တော်ဘာကြောင့်ဒီ movement ကိုလုပ်နေရတယ်လဲဆိုပြီးအခုနလိုပေါ့ကျွန်တော်ဒီ democracy ကိုလိုလားချင်တယ် democracy တွေကျွန်တော်တို့အတွက်တာမကဘူးတန်းစင်မြစ်ဆက်လာမဲ့ generation အားလုံးအတွက်ဖြစ်တယ်နော် federal တွေကျွန်တော် generation တခုအတွက်မဟုတ်ဘူးနော်ဒီ EG တွေပေါက်ပေတွေပိုက်စာတွေအာနာတွေရာထုတွေကတော့နော်ကျွန်တော်တို့ခိတ်ကိုရီတို့ကိုသွားလိမ့်မယ်နော်ဒါပေမဲ့ democracy စနစ်တွေကျွန်တော်တို့ခိတ်မှာရပြီဆိုရင်ကျွန်တော်နောက်အနှစ်တရာ200မှာလဲဒီခိတ်ကြီးကဖြစ်နေတော့မှာဖြစ်တဲ့အတွက်ကြောင့်
ဒီနေ့ကျွန်တော်လှုပ်ရှားမှုတွေတမိုင်းဝီလှုပ်ရှားမှုဖြစ်တယ်ဒီတမိုင်းဝီလှုပ်ရှားမှုကိုလောဝမျက်ချင်မပြတ်လောဝလက်မလျှော့နောက်မဆုတ်ပဲနဲ့ပြည်သူလူထုကြီးဟာလည်းစိတ်ကိုချစ်တတ်ပါလို့ကျွန်တော်အားလုံးကိုပြောချင်ပါတယ်အရေးတော်ပုံအောင်ရမည်အရေးတော်ပုံအောင်ရမည်ပြီးတော့နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်ကုလသမဂ္ဂမှာပြည်သူလူထုကိုစားနဲ့တွားနေတာပါကျွန်တော်စီကောင်စီနဲ့လောဝမပါတဲ့ပါဘူးသူတို့အကူစားတစ်ခုမှပြုချလဲမလိုပါမရှိပါဘူးကျွန်တော်ကပြည်သူလူထုရဲ့အတန်ကိုကဘာချအောင်ပြောပါမယ်ပြည်သူလူထုအတွက်ကိုကျွန်တော်ရဲ့နောက်ဆုံးအသက်ရှူတဲ့အထိပြည်သူလူထုအတွက်ကိုကျွန်တော်ရတည်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အတွက်ကိုလည်းဆုတောင်းပေးပါကျွန်တော်လည်းနေ့တိုင်းညတိုင်းပြည်သူလူထုအတွက်ကိုကျွန်တော်ဆုတောင်းပေးလျက်ဖြစ်ပါတယ်ပြီးတော့လည်းအမေတော်အောင်ဆန်းစုကြည်လည်းအများဆုံးလွတ်မြောက်လာပါစေလို့ကျွန်တော်တို့ကဆုတောင်းပေးနေတယ်လို့တစ်ဖက်ကဆိုရင်လည်းကျွန်တော်တို့ဒီနော်ဖာစစ်ခါထားရတဲ့အားလုံးနဲ့အခုကျွန်တော်တို့ရဲ့သမရကြီးဦးဝင်းမြင့်လည်းအများဆုံးလွတ်မြောက်လာပြီးတော့ကျွန်တော်တို့ဒီနိုင်ငံရေးအရာစပွဲပေါ်မှာအားလုံးတူကွာထိုင်ပြီးတော့ပြဆွေးနွေးနိုင်တဲ့ရက်တွေဟာလည်းမကြခင်မှာရောက်လာပါစေလို့လည်းကျွန်တော်ဆုတောင်းလိုက်ပါတယ်ပြီးတော့လည်းဒီစစ်ကောင်စီဖက်မှာလည်းပြတုတ္တပါခင်ဗျားတို့လုံနေတဲ့ဥစ္စာတွေကိုပြကြည့်ပါဒါဒီနိုင်ငံကိုပျက်စီးစေတဲ့ဥစ္စာဖြစ်တယ်။ခင်ဗျားတို့အမြဲတမ်းပြောတာကတော့နိုင်ငံတော်လူချိုရေးနိုင်ငံတော်ကာကွယ်တရားဥပဒေစိုးမိုးပါညာပြောနေတယ်အခုကတရားဥပဒေစိုးမိုးရေးကိုတည်းခင်ဗျားတို့ဖျက်ဆီးနေတယ်ဆိုတော့ကျွန်တော်ဟာအခုဆိုရင်တော့ဒီတိုင်းဆက်သွားပြီးတော့ရှောက်မယ်ဆိုရင်เนาะမြန်မာနိုင်ငံကြီးဆိုတာဟာတော့ဒီကျွန်တော်တို့ပျက်စီးသွားပါလိမ့်မယ်เนาะဒီမချခင်မှာပျက်စီးသွားနိုင်တဲ့အနေအထားရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ကြာမာရေးစနစ်ဟာလည်းเนาะကြာသွားမယ်ကျွန်တော်တို့ပညာရေးကြာသွားမယ်စီးပွားရေးကြာသွားမယ်နောက်ဆုံးကြရတော့ကျွန်တော်တို့ဟာပြောလို့မရတော့တဲ့ဒီတကယ်နောက်ဆုံးလို့မရတော့တဲ့တကယ်လူတားမှုကြီးလူသိမ်းမှုကြီးနဲ့ဒီเนาะတကယ်အကြမ်းဖက်မှုကြီးကမဖြစ်လာဘူးလို့ဘယ်သူမှပြောလို့မရပါဘူးဒါကြောင့်မလို့ဒီလိုအခြေအနေတွေခလေးကြမ်းမှလေကားထောင်မဖြစ်အောင်အခုအခြေရှိခိုင်းမှာအားလုံးကเนาะပူပေါင်းဆောင်ရွက်ပြီးခါပါဆိုတော့ကျွန်တော်ကိုအထူးပြုပါเนาะကျွန်တော်စီကိုလည်းเนาะခင်ဗျားတို့ဖြစ်မှာဖြစ်ပြနေတဲ့အကြဖက်မှုတွေရှိလာခဲ့ရင် email နဲ့ဆက်သွယ်ပါเนาะကျွန်တော် email ကိုလည်းကျွန်တော်ပြောထားမယ် Dr.Sasa ငါနှစ်ငါလုံးเนาะနှစ်ငါလုံး2222 @gmail.com เนาะကျွန်တော်ပြပြောပါမယ် Dr.Sasa เนาะနှစ်ငါလုံးရေးလိုက်ပြီးမှ @gmail.com အဲ့နေရာမှာဆက်သွယ်ပြီးတော့လေเนาะခင်ဗျားတို့မှာဖြစ်နေတဲ့ပြည်သူလူထုမှာအကြဖက်မှုဖြစ်နေတဲ့ဥစ္စာကိုခင်ဗျားတို့ကိုယ်တိုင်မရေးနိုင်ရင်တောင်မှရေးနိုင်တဲ့လူကိုဆက်သွယ်ပြီးတော့เนาะအနေနာမှာရှိတဲ့လူအကူအညီတောက်ပါခင်ဗျားတို့မှာဖြစ်တဲ့အကြဖက်မှုကိုเนาะဒီကျွန်တော်တို့ကိုအကြဖက်မှုအားနဲ့ကာကွယ်မဲ့ပုံကူတွေကအခုဆိုရင်တော့ကျွန်တော်တို့ကိုအကြဖက်နေပြီเนาะဒီမတမာမှုကနေပြီးတော့ကျွန်တော်တို့ကိုเนาะတခိုးဓမြတွေကနေပြီးတော့ကာကွယ်မဲ့ပုံကူတွေကကျွန်တော်တို့ကိုเนาะညမှာတခိုးဓမြလို့လာပြီးတော့လာဖတ်နေရတဲ့အချိန်ကိုရောက်နေပြီဒါကြောင့်မလို့အဲ့ဒါတွေကိုလိုရမဖြစ်တော့အောင်ကျွန်တော်တို့စီမှာအခုနကျွန်တော်ပြောတဲ့ email ကိုကြိုးပြီးတော့ဆက်သွယ်ပါအဲ့နေရာမှာကျွန်တော်ကို email ပို့ပါဖြစ်ပြခဲ့တာတွေကိုရှင်းပြပေးဗမာလိုလည်းရေးပါကျွန်တော်အကိုလို့ဖတ်တယ်ဒါ email လာတဲ့မြတ်ကျွန်တော်ဖတ်တယ်24နာရီမဖိုက်နိုင်တော့မှကျွန်တော်အနည်းဆုံး73နာရီအထိမှ online နေမှာဖြစ်ပါတယ်ဒါနံပါတ်1ချက်ပေါ့နံပါတ်2အနေနဲ့ကတော့ဘသူမှနောက်ဆုတ်ဆရာမလိုပါဘူးเนาะဒီအာနာသိရှိကောင်စီကိုကျွန်တော်နောက်ဆုတ်ပေးလို့မရပါဘူးသူတို့ကဘတော့ခါမှကျွန်တော်တစ်ခါနောက်ဆုတ်လိုက်ရင်ကျွန်တော်နောက်တစ်ချက်ဆုတ်ရင်သူတို့ကစိတ်တုတ်ချက်တုတ်လာမှာဖြစ်ပါတယ်နော်ဒါအာနာစီရဲ့တကဘာလုံးမှာရှိတဲ့အာနာစီတွေရဲ့အကြည့်စာရိတ္တပါဒါကြောင့်မလို့ကျွန်တော်ပြည်သူလူထုကအားလုံးနားလည်ဖို့ကတော့ကျွန်တော်တို့ကနောက်တစ်ချက်တလက်မှနောက်ဆုတ်ရင်သူတို့ကငါလက်မှစိတ်လာတူးလိမ့်မယ်ဒါကြောင့်မလို့ဒါတွေမဖြစ်အောင်ပြည်သူလူထုကလည်းနော်ရဲဒီဇိုင်းမှကျွန်တော်အတူတကွရည်တည်ကြပါစို့ကျွန်တော်အားလုံးဒီ Z generation တွေပါကျွန်တော်အားလုံးဒီ CDM movement လုပ်နေတဲ့သူတွေပါကျွန်တော်အားလုံးဒီပြည်သူလူထုတွေပါကျွန်တော်အားလုံးဒီနော်ဒီမတမာမှုစီအာနာစီအောက်မှာမနေချီတော့တဲ့လူတွေပါကျွန်တော်အားလုံးဒီမိုကရေစီကိုလိုချီတဲ့လူတွေပါကျွန်တော်အားလုံးဒီ2000ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖြတ်ပြီးတော့အမိပြအောင်ဖြတ်ပြီးတော့ကျွန်တော်ပြည်သူလူထုရဲ့အကျိုးကိုကြည့်တဲ့ဖွဲ့စည်းပုံပေါ်လာဖို့ရအတွက်တောင်းတတဲ့လူတွေပါကျွန်တော်အားလုံးဒီတရားမျှတမှုကိုလိုချင်တဲ့လူတွေပါကျွန်တော်အားလုံးဒီ equal opportunity ကိုလိုချင်တာပါကျွန်တော်အားလုံးဒီ federal ကိုလိုချင်နေတဲ့
လူတွေပါကျွန်တော်အားလို့ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာရေးအတွက်လှုပ်ရှားနေတဲ့လူတွေပါဒါကြောင့်မလို့ဒါဒီကျွန်တော်ရဲ့စာမျက်နှာဖြစ်တယ်အဲ့ဒီကျွန်တော်တို့ရဲ့စာမျက်နှာကိုလုံးဝမျက်ခြေမပြတ်ဖို့တော့အရေးကြီးပါတယ်ကျွန်တော်ဘာကြောင့်စာသားပြနေရတယ်လဲကျွန်တော်ဘာကြောင့်ဒီ movement ကိုလုပ်နေရတယ်လဲဆိုပြီးအခုနလိုပေါ့ကျွန်တော်ဒီမိုကရေစီကိုလိုလားချင်တယ်ဒီမိုကရေစီတွေကျွန်တော်တို့အတွက်တာမကဘူးတန်းစင်မြစ်ဆက်လာမဲ့ generation အားလုံးအတွက်ဖြစ်တယ်နော် Federal တွေကျွန်တော်တို့ generation တခုအတွက်မဟုတ်ဘူးနော်ဒီ EG တွေပေါက်ပေတွေပိုက်စာတွေအာဏာတွေရာထုတွေကတော့နော်ကျွန်တော်တို့ခိတ်ကိုရီတို့ဂုံသွားလိမ့်မယ်နော်ဒါပေမဲ့ဒီမိုကရေစီစနစ်တွေကျွန်တော်ခိတ်မှာရပြီဆိုရင်ကျွန်တော်နောက်အနှစ်တရာ200မှာလဲဒီခိတ်ကြီးကဖြစ်နေတော့မှာဖြစ်တဲ့အတွက်ပုဂ္ဂိုလ်တွေကအခုဆိုရင်တော့ကျွန်တော်တို့ကိုအကြဖက်နေပြီနော်ဒီမတမာမှုကနေပြီးတော့ကျွန်တော်တို့ကိုနော်တခိုးဓမြတွေကနေပြီးတော့ကာကွယ်မဲ့ပုဂ္ဂိုလ်တွေကကျွန်တော်တို့ကိုနော်ညမှာတခိုးဓမြလို့လာပြီးတော့လာဖတ်နေရတဲ့အချိန်ကိုရောက်နေပြီဒါကြောင့်မလို့အဲ့ဒါတွေကိုလိုရမဖြစ်တော့အောင်ကျွန်တော်တို့စီမှာအခုနကျွန်တော်ပြောတဲ့ email ကိုကြိုးပြီးတော့ဆက်သွယ်ပါအဲ့နေရာမှာကျွန်တော်ကို email ပို့ပါဖြစ်ပြခဲ့တာတွေကိုရှင်းပြပေးမမလို့လည်းရေးပါကျွန်တော်အကိုလို့ဖတ်နေဒါ email လာတဲ့မြတ်ကျွန်တော်ဖတ်တယ်24နာရီမဖိုက်နိုင်တော့မှကျွန်တော်အနည်းဆုံး73နာရီအထိမှ online နေမှာဖြစ်ပါတယ်ဒါနံပါတ်1ချက်ပေါ့နံပါတ်2အနေနဲ့ကတော့ဘသူမှနောက်ဆုတ်ဆရာမလိုပါဘူးเนาะဒီအာနာသိရှိကောင်စီကိုကျွန်တော်နောက်ဆုတ်ပြီးလို့မရပါဘူးသူတို့ကဘတော့ခါမှကျွန်တော်တစ်ခါနောက်ဆုတ်လိုက်ရင်ကျွန်တော်နောက်တစ်ချက်ဆုတ်ရင်သူတို့ကစိတ်တုတ်ချက်တုတ်လာမှာဖြစ်ပါတယ်เนาะဒါအာနာစီရဲ့တကဘာလုံးမှာ